ကျွန်တော်ဗီဒီယိုတွေမတင်တာလဲတော်တော်လေးကြာသွားတယ်ပေါ့နော်။ကြားထဲမှာကျွန်တော် exam နေပြီးတော့ကျမကြီးပြဿနာတွေကြောင့်ဗီဒီယိုတင်တာခဏနားထားရလဲပါပါတယ်။ဒီကနေ့မှာတော့ကျွန်တော်ကအခြားငါးမျိုးစားတစ်မျိုးကိုစပြီးတော့ try ကြည့်သွားမယ်။ကျွန်တော်ကြတော့ငါးလေးတွေကိုမွေးလို့ရှိရင်ဗျာကိုယ့်ကိုအဖက်လုပ်တဲ့ငါးမျိုးပို့ပြီးတော့သဘောကျရတဲ့ပါတယ်ပေါ့။ဒါကတော့လူတွေကကိုယ့်အမြင်နဲ့ကိုယ်ပဲပေါ့နော်။အဲ့တော့ကျွန်တော် channel fish လေးတွေကိုစပြီးတော့ထိမ့်သိမ်းသွားမှာဖြစ်ပါတယ်။ဆက်စချင်းကတော့ကျွန်တော်အပျော်မွေးမယ်ဆိုပြီးတော့ကျွန်တော်တကောင်ပဲမှာမလို့ပဲဒါပေမဲ့မှားလိုက်တာကျွန်တော်10ကောင်ဖြစ်သွားပါတယ်ကျွန်တော်မှားထားတဲ့အမျိုးအစားတွေကတော့ Fire and Ice ရယ် Onyx ရယ် Blue Butcher ရယ် Yellow Lip ရယ်အဲ့ဒီကောင်လေးတွေပေါ့နော်အမျိုးအစား၄မျိုးတော့ရှိရဗျလက်ရှိကတော့ကျွန်တော်မှာကန်တွေကမရှိသေးဘူးဗျအဲ့တော့ကျွန်တော်ဒီကောင်လေးကိုမာလာရှာကွန်နဲ့ထားမယ်ပေါ့ကျွန်တော်နိုင်ငံခြားကအဲ့ TikTok ဗီဒီယိုတို့ဘာလို့မှလည်းတွေ့ဘူးလေဗျသူတို့မာလာရှာကွန်နဲ့ထားဆိုတော့ကျွန်တော်လည်းစပြီးတော့ထားကြည့်ပါမယ်ဒီကောင်လေးကဘက်တရီနဲ့နည်းနည်းသဘာဝဆင်နေပေါ့ဘက်တရီလိုမျိုးအသက်ရှူတဲ့အင်္ဂါတစ်ခုပါတယ်ဗျအဲ့တော့ဒီကောင်လေးကအောက်ဆီဂျင်တိတ်ပြီးတော့ပေးစရာမလိုဘူးရေကိုတော့ဂယူဆိုင်ရပေးတယ်လို့ကျွန်တော်ပြောတယ်ဗျအဲ့တော့ကျွန်တော်မာလာရှန်ကုတ်ဖူးတွေကိုအပေါ်ကအပေါက်ဖောက်ပေးထားမှာဖြစ်ပါတယ်ပြီးတော့ဒီကောင်တွေကြတော့အခြားဘက်တာတို့ flower horn တို့လိုအပူပိုင်းကားတွေမဟုတ်ဗျအေးရကြိုက်တဲ့ကောင်လေးဗျအဲ့ဒီတော့ကျွန်တော်တို့ပို့ပြီးတော့အေးစီမယ်နေရာမျိုးတွေမှာကျွန်တော်ထားဖို့တော့စဉ်းစားထားတယ်လက်ရှိကတော့ဒီကောင်တွေကိုကြွေပြားနဲ့ကပ်ပြီးတော့ထားထားမယ်ပေါ့water temperature ကတော့ခန့်မှန်းခြေ26 25အဲ့ဒီအတွင်းမှာတော့ရှိနေတာကျွန်တော်တွေ့ရတယ်ဗျဒီ2ရောက်တဲ့အခါမှာတော့စင်မကောင်းစရာတကောင်ရှော့ရတယ်ပေါ့အမျိုးအစားကတော့ကျွန်တော်ထင်တာတော့ yellow lip ပဲထင်တယ်ဒီကောင်ထားတဲ့နေရာဟုတ်တယ်နည်းနည်းလေးတော့အပူချိန်မြင့်တဲ့နေရာဖြစ်ဖို့များတယ်ပြီးတော့ရေကလည်းဒါအမိုနီးယားများသွားတယ်လို့တော့ကျွန်တော်ယူဆမိရဲ့ဗျDay 3ရောက်တဲ့အခါမှာတော့ကျွန်တော်တို့လိုအမှန်မှန်ကန်တွေကိုဝယ်လိုက်ရပါတယ်ကျွန်တော်အလျားကတော့တပေအနံ8လက်မအမြင့်8လက်မကန်ကိုကျွန်တော်အဖုံးနဲ့ပေါ့နော်ရှေ့အမြင့်မြင့်လေးထားမယ်ပေါ့ကန်အကြီးတပေပတ်လေကန်တွေကအခုဆိုရင်ဈေးက4000 5000လောက်ဖြစ်နေရပဲအဲ့တော့ကျွန်တော်ဘတ်ဂျက်လေး save ဖြစ်အောင်ကျွန်တော်တပေ88ကန်တွေကိုပဲ73ကန်လောက်ကျွန်တော်ဝယ်လာလိုက်ပါတယ်ဗျဒီကောင်တွေရောက်တာ4ရက်လောက်တော့ရှိပေမဲ့ငါးလေးတွေကတော့နည်းနည်း stable မဖြစ်သေးဘူးပေါ့ပတ်ဝန်းကျင်နဲ့အသားမကျသေးတာလို့လည်းကျွန်တော်မြင်မိတယ်ပေါ့နော်အခုကတော့ကျွန်တော်ရေလဲမှာဖြစ်ပါတယ်ရေကတော့ကျွန်တော် 100% လဲဖို့တော့အစီအစဉ်မရှိဘူးဗျကျွန်တော်90% ရှော့မယ်ပြီးလို့ရှိရင်90% ပြန်ပြီးတော့လဲပေးမယ်ပေါ့အဲ့ဒီနီးနဲ့ပဲသူတို့လဲပေးသွားမှာဖြစ်ပါတယ်နောက်ကျမှပဲသူတို့အတွက်ကျွန်တော်ရေတန်းစင်စနစ်လေးပါအစီအစဉ်ပေးဖြစ်ပါမယ်ညဘက်တွေမှာကိုယ့်ရဲ့အပင်ကန်ဖြစ်ဖြစ်ဘက်တာကန်ဖြစ်ဖြစ်မီးထိုးမေးခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်စီမှာ product 3မျိုးရောက်ထားပါတယ်ဒီကောင်လေးကတော့ USB နဲ့တွဲသုံးရတာဖြစ်ပြီးတော့အကောင့်သေးတဲ့လောက်အစိပ်ပြင်းပါတယ်ဒါကကျွန်တော်တအိမ်လုံးကိုမီးပိတ်ပြီးတော့ဆန်းပြပေးထားတာဖြစ်ပါတယ်လင်းအားအကြီးသေးကို adjust လုပ်လို့ရပြီးတော့မီးပြတ်တဲ့အချိန်မှာလည်း power bank နဲ့တွဲပြီးတော့အသုံးပြုလို့ရပါတယ်ဒါကတော့အပင်ကန်သမားတွေကြိုက်တဲ့ RGB အပြင်အဖြူနဲ့အခြား color တစ်မျိုးပါ changes လုပ်လို့ရပါတယ်လင်းအားအနေနဲ့ကတော့ယခုအိမ်အား3ပေတပေကွယ် flower home ကန်ကိုထွန်းပြထားပါတယ်အပင်ကန်9ကန်နဲ့ terrarium ကန်လေးတွေမှာကိုကြိုက်တယ်လို့အသုံးပြုလို့ရပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်ရောင်းအားကောင်းနေတဲ့ USB light ပဲဖြစ်ပါတယ်ကာလာအနေနဲ့3မျိုးပြောင်းလို့ရပြီးတော့ထူးခြားတာကသူ့မှာအချိန်သတ်မှတ်ပေးတဲ့ function ပါလာတာပဲဖြစ်ပါတယ်USB type ဖြစ်တဲ့အတွက်မီတာကကုန်ကြမှာစိတ်ပူစရာမလိုပါဘူးလက်ကားလိုချင်တဲ့ brother ရဲ့အနေနဲ့ Energy Aquarium and Terrarium page မှာလည်းကျွန်တော်စုံစမ်းပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ကျွန်တော်ကတော့ Aqua Creative က Harry ပဲဖြစ်ပါတယ်လက်ရှိ Dig 6မှာတော့ဒီကောင်လေးတွေအရင်ကထပ်ပို့ပြီးတော့ stable ဖြစ်လာတွေ့ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်မှန်တဲ့ဒေချာလေးအချိန်တစ်ခုပြလိုက်တဲ့ခါမှာတော့သူတို့ရင်ရထက်ဆိုင်တော့ပို့ပြီးတော့ကာလာလေးတက်လာတွေ့ရတယ်ပြီးတော့ stable ပို့ပြီးတော့ဖြစ်လာပါတယ်6ရက်မြောက်နေ့မှာကံမကောင်းတာကတော့ကျွန်တော် F9 တကောင်ခုန်ထွက်သွားတယ်ပေါ့ဘလို့မှရှာလို့မတွေ့တော့ဘူးဗျအဲ့နဲ့ပဲကျွန်တော်ရှိတဲ့ကောင်လေးတွေပဲထိမ့်သိမ်းရတယ်ပေါ့လက်ရှိဆိုရင်တော့10ကောင်မှာ2ကောင်ကတော့အကြောင်းမျိုးကြောင့် short သွားပြီပေါ့Day 7ရောက်တဲ့အခါမှာတော့ငါးရီတိတိတတ်တာကို stable ဖြစ်လာတယ်ပေါ့နော်လက်ရှိကတော့ကျွန်တော်ဒီကောင်လေးတွေကိုရောင်းတာတက်စားလို့ရှိရင်ကိုယ်တိုင်လေ့လာခြင်းလို့ဒါဝယ်လိုက်တာပေါ့အဓိကသူတို့တွေကိုအရင်ကတည်းကပို့ပြီးတော့ stable ဖြစ်အောင် train မယ် color တွေပို့တတ်အောင်ကျွန်တော်စူးစမ်းကြည့်မယ်ဗျနောက်ထပ် reset တွေကိုတော့ကျွန်တော်နောက်ထပ် video မှာတင်ဆက်ပေးသွားပါမယ်ဒီရက်ပိုင်းတွေလည်းအရင်ကလိုမျိုး video တွေပြန်တင်ပေးဖို့တော့ရှိရပေါ့ဒါပေမဲ့အရင်ကလို better အကြောင်းမဟုတ်ပဲねအခြားအကြောင်းအရာတွေကိုတင်ပေးဖို့ကျွန်တော်စီစဉ်ထားပါတယ်ကျွန်တော်ကတော့ Aqua Creative က Harry ပဲဖြစ်ပါတယ်